Hello တဲတို့ရေနိုရာပါရှင်ဒါလေးကတော့ပစွန်စုပ်ဖွားလေးကြော်မှာပါရှင်နိုကလေပစွန်စုပ်ဖွားကိုလေငရုတ်သီးခွဲချမ်းလေးနဲ့လေအဲ့လိုမျိုးလေးကြော်လို့ရှင်လေတအားကြိုက်တာသိလားဘာဖြစ်လို့လဲဆိုတော့လေမြန်မာဆိုတော့လေအစားတောက်ကလေဆက်ဆက်ကလေးအဲ့လိုမျိုးလေးစားရတာကိုကကြိုက်တာပေါ့နော်ဒါလေးဆိုလို့ရှင်နိုကငရုတ်သီးခွဲချမ်းလေးရယ်ငရုတ်သီးအယောင်တဲမုံလေးရယ်ကြက်သွန်ဖြူလေးရယ်ကြက်သွန်နီလေးရယ်ပပလေးထားတာကိုစီးတက်လိုက်ပါတယ်ရှင်စီးတက်လိုက်ပြီးရနဲ့ပစွန်စုပ်ဖွားလေးတွေကိုအဲ့လိုမျိုးထည့်ပြီးတော့အဲ့လိုမျိုးတေးချာလေးလုံးပါမယ်ရှင်အခုဆိုလို့ရှိရင်တော့အရန်ကိုအယောင်လေးကလှလှပပလေးနဲ့ပေါ့နော်ငရုတ်သီးလေးနဲ့ခွဲချမ်းလေးနဲ့လုံးထားတဲ့ပစွန်စုပ်ဖွားလေးတွေကိုအဲ့လိုဖြည်းဖြည်းချင်းလေးလုံးနေပါတယ်ရှင်စားချက်စရာလေးเนาะအခုလေးတိလာဗီဒီယိုတင်ရင်းနဲ့လေပြန်ကြည့်ပြီးတော့မှပဲလေပြန်ပြီးတော့လေချက်ချင်းစားချင်သွားတယ်တိလာနောက်နေ့ကျရင်ကြော်စားအောင်မယ်ဒီပစွန်စုပ်ဖွားလေးတွေကအခုဆိုလို့ရှိရင်တော့လုံးဝကိုလေစားချင်စပွဲအယောင်လေးကိုလေနီနီရဲရဲလေးကိုအဲ့လိုမျိုးပေါ့နော်အယောင်ပြောင်းသွားပြီပေါ့နော်။နိုကလေငရုတ်သီးခွဲချမ်းကိုလေအများကြီးမထည့်ဘူး။ဘာလို့ဆိုတော့ဒီငရုတ်သီးခွဲချမ်းကလေတိလားတကယ်ကိုလေတိလားကယန်းငရုတ်သီးအစ်စ်ကွာတိလားနိုတို့ကယန်းဘက်ကနေပြီးတော့ထွက်တဲ့ဟာပေါ့နော်လိုက်ကောကရန်ဘက်အဲ့ဘက်ကနေထွက်တဲ့ဥစ္စာအောင်မှအဲ့လိုမျိုးလုံးဝကိုလေကိုတိုင်းကိုကြအဲ့လိုမျိုးလှော်ကြိတ်ပြီးတော့တေးချာချာလေးစုံထဲမှာတေးချာထောင်းလာတာရှင်အဲ့တော့ကြလေလုံးဝကိုကွာတိလားဆက်ပြဲနေရပဲတိလားအသေးစားကောင်းတာအသေးလဲစားကောင်းနေတကယ်ကိုဘယ်လိုပြောမလဲဆက်ဆက်ကလေးထိထိမိမိလေးအဲ့လိုမျိုးလေးစားခြင်းလို့ရှင်တော့လေအဲ့ကရန်ငရုတ်သီးနဲ့ဒါချက်ချလိုက်တော့ရှင်ရှုရှဲပွင့်ထွက်ပဲတိလားနော်ကတော့ဒီနေ့ကတော့အသေးစားကောင်းပါပြီရှင်အဲ့လိုငရုတ်သီးခွဲချမ်းအဆက်ကလေးနဲ့ဟင်းချိုလေးဆိုလို့ရှင်လေတိလားပဲဟင်းလေးပေါ့နော်ပဲဟင်းလေးကိုပဲနီလေးနဲ့ကြာစံလေးနဲ့အဲ့လိုမျိုးလေးနဲ့ဆိုလို့ရှင်အရန်ကိုလိုက်ဖက်ပြီးတော့လေစားရတာလေအရသာရှိထိထိမိမိဟင်းလေးတစ်ခွက်ပေါ့ရှင်နော်ကဒီနေ့ဒါလေးကိုပဲဟင်းချိုလေးနဲ့စားပါမယ်ရှင်နောက်တော့နောက်ကြတော့ဘာထပ်ပြီးတော့ချက်ထားသေးလဲဆိုတော့ဒါလေးကပန်းပွင့်နဲ့ပန်းပွင့်ကြော်လေးပေါ့နော်ပန်းပွင့်နဲ့ကြက်ဥနဲ့ကြော်လေးနဲ့ပါအရန်ကိုထိမိတော့ပစွန်စုပ်ဖွားကြော်လေးပါရှင်ဆက်ဆက်ပြပြလေးစားကြပါအောင်လားရှင်နောက် blog တွေကိုလည်းဆက်ပြီးတော့အားပေးလို့ရအောင်လို့ subscribe လေးလုပ်သွားပေးပါအောင်ရှင်